အချိန်ဘယ်လောက်ကုန်လဲကျွန်တော်ဘယ်လောက်မှမကုန်ကျွန်တော်ပြပြပါကျွန်တော်โอเคအားလုံးပဲမင်္ဂလာပါခင်ဗျဟိုတနေ့ကကျွန်တော်တင်ထားတာဒီကြောက်ဆက်နဲ့ကျွန်တော်ပြားဖြတ်ပြတယ်သတိဖြတ်ပြားဖြတ်ပြတာကိုကျွန်တော်တင်ထားပေးတယ်ဒီလိုမျိုးရှစ်တိုးနောက်ဆောက်ဆွဲဖြတ်တာအပြားကုန်သက်သာတယ်ဆိုတာပြောရတဲ့ဟာကိုအပြားကွဲပြီးတော့မျက်နှာဆုပ်ပြတ်သွားခြင်းနေလားပါညာအထူရဖြတ်ကြည့်ပါလားပါညာခင်ဗျားတို့နားလဲအောင်ကျွန်တော်တခုပြောပြလိုက်မယ်ထိုင်ထားလိုက်နားလဲအောင်တခုပြောပြဘယ်လိုပြောပြလိုက်မလဲဆိုတော့ပြားအထူကိုဖြတ်လို့ရှိရင်ဒီလိုမျိုးတောက်လျှောက်ပြီးပဲဖြတ်သွားလို့ရှိရင်မကောင်းဘူးလုံးဝမကောင်းဘူးအန်တရယ်လည်းပုံများတယ်ဒီလိုမျိုးရှစ်တိုးနောက်ဆောက်ဆွဲပြီးတော့ဖြတ်ရင်ပိုကောင်းတယ်အရင်ဆုံးစမ်းကြည့်လိုက်စမ်းကြည့်ပဲနဲ့လာမပြောနဲ့ကျွန်တော်ကလက်တွေ့စမ်းပြီးတော့ပြောတယ်နောက်ပြီးတော့လို့ရှိရင်တချို့တွေကပြောတယ်ဆိုအချိန်ကုန်တယ်တဲ့အချိန်ဘယ်လောက်ကုန်လဲကျွန်တော်ဘယ်လောက်မှမကုန်ကျွန်တော်ပြပြပါကျွန်တော်ပြမလည်းမကွယ်ဘူးအချိန်လည်းဘယ်လောက်ကုန်လို့လဲဘယ်လောက်မှမကုန်ဘူးကွာလဲစကတ်ပိုင်းပဲဘယ်လောက်မှမကွာဘူးအဲ့ဒါကိုသိဖို့ပြောပြလို့ရှိရင်ကိုကအရင်စမ်းကြည့်လိုက်ကိုလုံးနေလို့ရှိရင်ဟုတ်လားမဟုတ်လားဒီကောင်ပြောတာဟုတ်လားမဟုတ်လားဟုတ်တယ်ဟုတ်ရင်ဟုတ်တယ်ဘောမဟုတ်ဘောအဲ့ဒါကိုအရင်ဆုံးစမ်းကြည့်ကိုကမစမ်းကြည့်ပဲနဲ့ဘာရနဲ့သူများရောင်နဲ့လိုက်မရောင်နဲ့โอเคတယ်နော်